င်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြခြင်းနဲ့စာအုပ်လေးရတော့အိမ်မက်နမိတ်များဆိုတာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ပထမဏ္ဍန်ပြောခြင်းတဲ့စကားကယုံကြည်တယ်မယုံကြည်ဘူးဆိုတာထက်ကျွန်တော်တို့ဘ ഹു တုတရစေရန်ကျွန်တော်ဖတ်ပြခြင်းဖြစ်ပါတယ်စာရေးသူကဘယ်လိုရေးထားသလဲဆိုတာကိုကျွန်တော်အရင်ဆုံးဖတ်ပြမယ်ယနေ့စိတ်နှင့်ရုပ်ကအငင်းကုန်ပြုမှုကြီးကြီးမားမားရှိနေသည်စိတ်ကိုယ်တော်၎င်းဒီစိတ်ဝိညာဉ်ကိုသော၎င်း၎င်းတို့နှင့်ပတ်သက်သမျှကိုလက်ခံခြင်းသည်ဉာဏ်ပညာမဲ့သည်သိသင်သည်ဟုထင်သူများစွာရှိတယ်၎င်းတို့သည်သိပ္ပံဟူသောစကားကိုသာတွင်တွင်သုံးလို့ရှိတယ်သိပ္ပံဟူသည်အခြေမြစ်အတိပ္ပယ်ကိုဂခဏသဘောပေါက်ခြင်းမရှိကြလောကတွင်ရုပ်ဖြစ်စေနာမ်ဖြစ်စေပုံသဏ္ဍာန်မျိုးမျိုးနဲ့မဆိုအမှန်တကယ်ရှိမည်ဖြစ်မည်ဆိုရင်သိပ္ပံဖြစ်သည် right ဒီအချက်ကိုတော့ကျွန်တော်လက်ခံတယ်နော်ကင်တွယ်တိုင်းတာချိန်ဆက်နဲ့ချိန်ကြည့်နိုင်မှာသိပ္ပံမဟုတ်ကြီးဒါလည်းမှန်တာပဲအမှကျွန်တော်တို့ ray တွေကျွန်တော်တို့ဒီရောင်ခြည်တွေ line တွေဒီလျှက်စစ် line တွေအသံ line တွေဒါတွေကကျွန်တော်မမြင်ရပါဒါ science ပဲเนาะဤကျမ်းစာတွင်ဖော်ပြသောအကြောင်းအရာသည်စိတ်ဝိညာဉ်နဲ့ပတ်သက်သောအိမ်မက်ထူးဆန်းသည်ဟုဆိုရမယ်လျှို့ဝှက်ချက်များဖြစ်တယ်အိမ်မက်ဆိုသည်မှာဘာကြောင့်မက်သနည်းဟူသည့်ပြဿနာကိုအမျိုးမျိုးစဉ်းစားခဲ့ကြပို့ပြီတို့ရာတွင်ဂိုင်တွယ်ဖန်ဆို၍မရသော drug မျိုးမဟုတ်၏တည်တည်ချာချာရရှိသောဖြေမျိုးကဖြေထုတ်လို့မရဘူးအိမ်မက်သည်လူကမက်မြင်သည်ဖြစ်သောကြောင့်လူနှင့်ပတ်သက်သောအရာတို့သာဖြစ်တယ်လူကသိရှိပြီးဖြစ်သောအရာတို့ကိုသာလျှင်မက်မြင်လေသည်တို့ရာတွင်မြင်မက်သောအကြောင်းအရာတို့သည်ကမြင်မက်သူတို့မက်စေခြင်းတဲ့အကြောင်းအရာတို့မဟုတ်ချေအိမ်မက်ကိုဖန်တီးမြင်မဲ့၍သော၎င်းရှောင်ဖယ်၍မြင်မဲ့၍သော၎င်းမရဘူးနော်မဲ့ချင်ရာကိုမက်လေရှိသည်နေ့ခင်းတွင်ဖြစ်ခဲ့မှုသောအကြောင်းအရာတို့ကိုဆွဲ၍ညဘက်တွင်အိပ်ပျော်သောအခါ၌ယင်းအဖြစ်အပျက်ကိုပြန်လည်မဲ့မြင်တတ်တာလည်းရှိသည်တို့ရာတွင်စိတ်ထဲတွင်ဆွဲလန်းသောအကြောင်းအရာတိုင်းကိုညတွင်မြင်မဲ့အောင်ပြုခြင်းသည်မဲ့မြင်မဟုတ်ပြန်ကြီးအိမ်မက်ဆိုသည်မှာမဲ့ချင်ရမဲ့ချင်ဖြစ်ပြီးတော့မြည်တို့မြည်မြလူတို့တဲ့အသုံးမဝင်ဟုတရားသည်ကောက်ချက်ချသူတို့လည်းရှိတယ်တို့ရာတွင်ကဘာပေါ်တွင်အိမ်မက်နှင့်ပတ်သက်ပြီးလူသားတို့မသိနိုင်သောအံ့ဖွယ်ကောင်းသည့်အကြောင်းအရာများရှိခဲ့လေသည်အောင်တေစသဘောတင်ပေါ်မနှင်းမြုံမီပါကသင်မပေါ်တွင်ပါသွားသောသူတယောက်ရေးသားခဲ့သည်တကယ်အဖြစ်ပြက်ဆောင်းပါတွင်သင်ပေါ်မပြက်မီညကအိမ်မက်မဲ့ရာတို့အိမ်မက်တွင်အောင်တေစသင်ပေါ်ရှိမှဒုတိယကမ္ဘာစစ်တွင်မှနှင်းမြုပ်သွားသောသင်ပေါ်ကြီးတစ်စီးပေါ်လာပြီးရှေ့သို့ဆက်မသွားရန်တားဆီးသည်ဟုမက်မြင်ခဲ့သည်ကိုဖော်ပြထားသည်လူတို့သည်ရှေ့ဖြစ်မည့်အရာကိုကြိုတင်၍သိမြင်နိုင်သလော့အတိတ်အနာဂတ်ဟုသောအချိန်တို့တွင်အနာဂတ်တွင်ဖြစ်ပျက်မည်ကိုကြိုတင်သိမြင်နိုင်ခြင်းသည်တာမန်အဖြစ်စဉ်းစားလျင်လက်ခံဖို့ကမလွယ်ချေတို့ရာတွင်အဖြစ်ပြက်သာဓကများကဘာပေါ်တွင်ရှိနေသည်လူမဆိုထားနှင့်တိရစ္ဆာန်သည်ကိုပင်လျှင်ဖြစ်တောင်းဖြစ်ခဲကြာရောက်မည့်အန္တရာယ်များကိုကြိုတင်သိကြလေသည်အချို့သောကြက်တို့သည်ရေကြီးမည်ကိုအန္တရာယ်ကြိုတင်သိရှိပြီးမြင့်မားသောအရပ်ဒေသသို့ရွှေ့ပြောင်းတတ်ကြသည်တချို့သောသူတို့သည်အိမ်မက်မက်ပြီးသတိမထားအမှတ်တမဲ့နေခဲ့ရမှအဖြစ်အပျက်တစ်ခုနှင့်ကြုံတွေ့သောအခါထိုအတိုင်းမြင်ဘူးသလိုစိတ်ထဲ၌တွေးတင်မိကြသည်နောက်မှဤအဖြစ်အပျက်မှာအိမ်မက်ထဲတွင်ထပ်တူထပ်မြတ်ဖြစ်သည်ကိုပြည့်၍သတိရသည်ကိုများသာဖြစ်ဘူးသည်ကျွန်တော်တို့တွေ့ရှိသောထူးဆန်းသောအိမ်မက်တစ်ခုကိုတင်ပြခြင်းပါသည်ပူအိုက်သောနေ့တစ်နေ့တွင်ကျွန်ုပ်သည်အိမ်ရှိသစ်ပင်၌ခင်းထားသောတန်းရပေါ်ရှိပက်လက်လှဲလျောင်းရင်းစာအုပ်တစ်အုပ်ကိုဖတ်လျက်ကျွန်ုပ်လှဲလျောင်းနေသည့်တန်းရရှည်မှတောင်နှင့်မြောက်တန်းလျက်ရှိပြီးခေါင်းကိုမြောက်ရက်သို့မူထားခဲ့သည်မကြာမီကျွန်တော်သည်မျက်စိများမှဲမိန်လေးလံထိုင်းမှိုင်းပြီးအိပ်ပျော်သွားလေတော့သည်အိပ်ပျော်ခြင်းပျော်လင်းကျွန်တော်မှာတကိုယ်လုံးလှုပ်လို့မရတော့သည့်အပြင်သွေးများလေးလံ၍သဲအိတ်ကြီးများဖြင့်ဖိခံကဲ့သို့ဖြစ်သွားလေတော့သည်ဤသို့ဖြစ်ခြင်းကိုဘလူးစီးခြင်းဟုခေါ်သည်ကျွန်ုပ်တို့အနေဖြင့်လည်းဤမျိုးအဖြစ်မျိုးကိုယခင်ကကြုံဘူးသည်ဤကဲ့သို့ဘလူးစီးခံရလျင်အဖြစ်မျိုးကြုံလျင်တစုံတစ်ယောက်ကလာရောက်လှုပ်ခြင်းနှိုးကန်ခြင်းပြုပါကချက်ချင်းပြေပြောက်ပြီးသက်သာမှုရရှိလေသည်ဤသို့ဖြစ်နေခြင်းကိုလည်းစိတ်မှကောင်းစွာသိနေလေသည်ထို့ကြောင့်
ကျွန်ုပ်သည်တဲ့တစ်စုံတစ်ယောက်သောသူကလာ၍မြန်မြန်လှုံနိုးပါစေဟုဆုတောင်းနေမိသည်တဲ့ကျွန်ုပ်တို့ကအနည်းငယ်များလှုပ်ရှားရန်မတတ်နိုင်ကြတဲ့ကျွန်ုပ်ဤဖြစ်ကိုအနီးနားမှမည်သူတစ်ယောက်မျှသိမည်မဟုတ်ကြာကြာနေလျှင်ဒုက္ခဖြစ်နိုင်သည်ဟုထင်မိသည်တဲ့ကံကောင်းသည်ကမကြာမီတဲ့ကျွန်တော်အိပ်ပျော်နေသောအခါ၌မလှမ်းမကမ်းရှိသည့်ကားလမ်းစီတွင်သုံးမင်းကားတစ်စင်းထိုးဆက်လိုက်သည်ကိုသိရသည်တဲ့ထိုသုံးမင်းကားပေါ်မှကျွန်ုပ်နှင့်ရင်းနှီးသောသူငယ်ကြီးတစ်ယောက်ကဆင်းလာပြီးကျွန်ုပ်စီကိုလာနေသည်တဲ့သူ့လက်ထဲတွင်ခီးသောလက်ဆွဲတစ်လုံးကင်ထားသည်ကိုလည်းတွေ့ရသည်တဲ့ကျွန်ုပ်နီးသို့ရောက်သောအခါကျွန်ုပ်သည်မျက်လုံးများဖွင့်နိုင်ခြင်းမရှိတော့လဲပါးစပ်ဖြင့်ငါ့ကိုဆွဲပြီးလှုပ်နှိုးစမ်းပါလို့ဆွဲထူလိုက်ပါငါဒုက္ခရောက်နေတယ်မြန်လှုပ်နှိုးစမ်းပါဟုပြောမိသည်ဟုထင်သည်တဲ့ဒီတော့မှသူသည်တဲ့ကျွန်ုပ်ဤတဲ့လက်နှစ်ဖက်ကိုဆွဲယူလက်ထူလိုက်သည်တဲ့ထို့သို့ထူလျင်ထူလိုက်ခြင်းကျွန်ုပ်မှာဘလူးစေးခြင်းခံနေရသည်မှာလွတ်မြောက်သွားပြီးအိယာမှနိုးလေတော့သည်တဲ့ကျွန်ုပ်သည်အလွန်ပင်ဝမ်းသာသွားသည်တဲ့ကျွန်ုပ်၏ငယ်ချင်းကိုလည်းများစွာကျေးဇူးတင်မိပါသည်တဲ့တို့ရတွင်ထူးဆန်းနေသည်ကအနားတွင်ကျွန်ုပ်၏ငယ်ချင်းဖြစ်သူသည်တကယ်မရှိခြင်းပင်ဖြစ်လေသည်တဲ့ထိုအခါကျွန်တော်သဘောပေါက်လိုက်သည်မှာအိမ်မက်ထဲတွင်တငယ်ချင်းဖြစ်သူသုံးမင်းကားနှင့်ရောက်လာပြီးကျွန်ုပ်အားလှုံနိုးခြင်းသာလျှင်ဖြစ်လေသည်တဲ့ဤမျှနှင့်ကျွန်ုပ်အိမ်မက်မှာစာဖွဲ့လောက်အောင်မထူးဆန်းချေတဲ့ထူးဆန်း၍များစွာအံ့ဩဖို့ကောင်းသည့်အချင်းရာမှာသည်ကျွန်ုပ်အိမ်မက်မဲ့ပြီးမကြာမီ10 မိနစ်လောက်ကတဲ့ကားလမ်းစီတွင်သုံးမင်းကားတစ်စီးထိုးဆိုင်လေသည်တဲ့ထိုသုံးမင်းကားပေါ်မှကျွန်ုပ်၏ငယ်ချင်းဖြစ်သူသည်ဆင်းလာပြီးသူသည်ပဲခူးသို့ခီးသွားမည်ဖြစ်ကြောင်းတဲ့ကျွန်ုပ်လိုက်ပါနိုင်လျင်လိုက်ခဲ့ဖို့ဝန်ခေါ်ခြင်းဖြစ်ကြောင်းပြောပြလေသည်တဲ့သူ၏လက်ထဲတွင်ကျွန်ုပ်အိမ်မက်မဲ့သည့်အတိုင်းပင်သရေလက်ဆွဲအိတ်ကြီးကိုကင်ထားလေသည်တဲ့သူ၏အဝတ်အစားများကိုသေသေချာချာကြည့်လိုက်တော့အခါတွင်လည်းတဲ့ကျွန်ုပ်၏အိမ်မက်ထဲမှကဲ့သို့ပင်ထပ်တူထပ်မျှဖြစ်နေလျက်ရှိသည်ကိုအံ့ဩစွာတွေ့ရသည်တဲ့ပထမမှာကျွန်ုပ်ကဇဝေဇဝါဖြစ်သွားမိသည်ကျွန်ုပ်အိမ်မက်သည်အိမ်မက်နှင့်ယခုအပြင်ဖြစ်ပျက်သည်မြည်သည့်အရင်ဖြစ်သည်ကိုပင်သွေးလေးလေးနှင့်ပင်ထိုင်စဉ်းစားနေမိသည်တငယ်ချင်းဖြစ်သူ၏မေးမြန်းသည့်တို့ကိုပင်အဖြေမပေးနိုင်သေးပဲအဖြစ်အပျက်ကိုစဉ်းစားနေသည့်အချိန်မှာပင်ကျွန်ုပ်အိမ်မက်တကယ်ပင်ဖြစ်နေသလားဟုထင်လာမိသည်သို့ရာတွင်ထိုနေ့လည်းယထာဖြင့်ပဲခူးမြို့သို့ကျွန်တော်ကိုယ်တိုင်လိုက်ပါသွားပြီဖြစ်ပြီးယထာပေါ်ရောက်မှအိမ်မက်မဟုတ်သည်ကိုစိတ်ချရတော့သည်တဲ့ကျွန်ုပ်မှတ်မြင်သောအိမ်မက်ကဲ့သို့ပင်အချို့သောသူများသည်လည်းရှေ့လာမည့်အဖြစ်အပျက်များကိုကြိုတင်မှတ်တတ်ကြသည်ကိုလည်းသိကြားရဘူးသည်တဲ့ဤသို့ဖြစ်ရခြင်းသည်မတော်တဆတိုက်ဆိုင်ခြင်းသာဖြစ်သည်ဟုဆိုရန်မှာလည်းကိုယ်တိုင်တွေ့ကြုံခံစားရသူအဖို့မလွယ်ကူလှပါကြီးတဲ့အိမ်မက်ထဲမှမှတ်မြင်သည့်အတိုင်းတသွေးမသိမ်းတူညီစွာဖြစ်သဖြင့်တိုက်ဆိုင်မှုဟုဆိုရန်မဖြစ်နိုင်ကြီးတဲ့ဤတွင်တဲ့လူသည်အနာဂတ်အချိန်ကာလတွင်ဖြစ်ပျက်မည့်အဖြစ်အပျက်ကိုကြိုတင်သိမြင်နိုင်သည်ဟုသောယူဆမည့်ပုံစံပင်ဖြစ်လေသည်တဲ့ကျွန်ုပ်တို့မသိနိုင်သေးသည်တဲ့လူ၏စိတ်နှင့်ထူးဆန်းသောစွမ်းရည်များကအမှန်တကယ်ပင်ရှိနေသည်တဲ့ radar television စသည်တို့မှာသဘာဝရှိရင်းစွမ်းရည်တို့ကိုထုတ်ယူသုံးစွဲကြခြင်းဖြစ်၏တဲ့ယင်းစွမ်းရည်အကြောင်းမသိသေးသူတို့အဖို့ radar နှင့် television ရုပ်မြင်သံကြားစက်တို့သည်စမ်းကြယ်လွန်း၍နေလိမ့်ပေမည်တဲ့ဤစာအုပ်တွင်ဖော်ပြထားသည့်အိမ်မက်များအားလူတို့၏စိတ်တကူးသတ္တိပေါ်တွင်မှီတင်းနေသောအိမ်မက်များနှင့်အနက်မှာအိမ်မက်မှတ်မြင်သူများအားတင်ကြိုသတိပေးခြင်းနိမိတ်ပြခြင်းစသည်တို့ကိုဖော်ပြသည့်အဓိပ္ပာယ်ပါရှိသည့်အိမ်မက်များဖြစ်သည်အိမ်မက်မှတ်ခြင်းနှင့်ပတ်သက်၍ John Elliot Sigmund Freud Daniel Stach စသည့်စိတ်ပညာရှင်ပုဂ္ဂိုလ်ကျော်များ၏အထူးလေ့လာမှုအပေါ်တွင်မှီတင်းသည့်အခြေခံများပါသော်လည်း၎င်းတို့၏တွေးခေါ်မျှော်မြင်မှုများမှာသိပ္ပံနည်းစနစ်၏လက်အောက်ခံများသာဖြစ်ရာအချို့သောယူဆချက်များသည်တဲ့လုံးဝခြားနားလျက်ရှိလေသည်တဲ့အိမ်မက်ကျမ်းကိုပြုစုသူဒေါက်တာ Roger F. Henry သည်တဲ့ကျွန်ုပ်တို့တွေ့ရှိသမျှသောအိမ်မက်တို့အနက်ယခုဖော်ပြသည့်အိမ်မက်သည်ရုပ်ပိုင်းဆိုင်ရာတွက်ချက်မှုဖော်ပြမှုမှကင်းလွတ်လျက်ရှိပြီးအကျိုးအကြောင်းဆက်စပ်မှုအဖန်တလဲလဲတိုက်ဆိုင်ခြင်းကိုအခြေခံသည်ဟုဖော်ပြထားသည်တဲ့စိတ်ပညာရှင် John Elliot အိမ်မက်နှင့်ပတ်သက်၍တဲ့
လူဤစိတ်တကိုတတ္တိများရှိခြင်းကိုကျွန်တော်တို့လက်ခံနိုင်ရင်အိမ်မက်သည်တခါတရံကြိုတင်သိနိုင်စွမ်းသောတတ္တိရှိသည်ဟုမြတ်ဆိုခဲ့သည်တို့ရတွင်လူသည်လူအိမ်မက်မဲ့သမျှသည်အခါခတ်သိမ်းအနာဂတ်အတွက်ကြိုတင်ဟောနိုင်သောအဖြစ်များမရရှိနိုင်ဟုယုံကြည်ကြလေသည်တဲ့လောကဓာတ်သိပ္ပံပညာများစူးစမ်းစိုက်ခဲ့ခြင်းပြုသည့်အိမ်မက်တို့သည်တဲ့ယေဘူးယအားဖြင့်အုံနောက်ကလစီတို့၏လက်ခံမှုနှင့်တုတ်ပြန်ရုန်းကန်မှုတို့တွင်အခြေပြုပေသည်တို့ရာတွင်မက်သမျှသောအိမ်မက်တိုင်းအမှတ်သားနှင့်ပုံစံခွဲခြားလျက်ရှိသောအဓိပ္ပာယ်များမှာလည်းလူတစ်ဦး၏အနာဂတ်ရေးထက်အတိတ်မှာ၎င်းနှင့်ထိကြုံတွေ့ရှိခဲ့သမျှအားလုံးကိုပြန်လည်တုတ်ပြန်သောစိတ်အသွင်သာလျှင်ဖြစ်သည်တဲ့သိပ္ပံပညာရှင်များကအိမ်မက်ကိုလေ့လာမှုအိမ်မက်ဘာကြောင့်မက်သနည်းဟူသောအခြေခံကိုမူတည်ထားပေသည်တဲ့အချို့ကအိမ်မက်ဆိုးသည်မှာမသိစိတ်စဉ်းစားမှုတစ်မျိုးဝါလူကစဉ်းစားခြင်းမဟုတ်ဘဲသူ့အလိုလျောက်စိတ်ကူးရင်စဉ်းစားခြင်းဟုဆိုသည်တဲ့Sigmund Freud ကအမူပြုထားသောသိပ္ပံပညာရှင်များ၏ယူဆပုံစနစ်အရအိမ်မက်ကိုအဓိပ္ပာယ်ဖော်ထုတ်ကြရာတွင်အောက်ပါအတိုင်းသတ်မှတ်ထားသည်ကိုတွေ့ရသည်တဲ့အိမ်မက်မက်ပုံပုံစံသူနာပြုဆရာမအမယ်အိုဆရာဒီဘက်မှာအယူဆကမိခင်မေတ္တာမိန်းမဩဇာအာဏာလို့ယူဆတယ်ပလိတ်ဆရာဝန်အကြီးအကဲဒါဆိုရင်တဲ့ဖခင်လို့အယူဆရှိတယ်သမုဒ္ဒရာရေကန်ရေအိုင်ဒါဆိုရင်မိခင်လို့အတိတ်ယူဆလို့ရတယ်ပေါ့နော်နမိတ်ယူဆတာပေါ့အဲ့တော့ပြောအဲသမုဒ္ဒရာရေကန်အိုင်နွားနို့နွားမဆိုရင်မိခင်ကိုဒါအတိတ်နမိတ်ယူတယ်လို့သူကဆိုတော့နော်အိမ်အစာအိုးအဲ့ဒါဆိုရင်လည်းတဲ့မိန်းမလို့မိခင်နဲ့မိန်းမလည်းမတူနော်မိခင်ကမိခင်ပဲအတိတ်ပဲမိန်းမသူမိန်းမလို့ပြောတာမိန်းမဆိုအကုန်လုံးကိုပြောတာပေါ့မိခင်ဆိုရင်ကလေးရှိတဲ့အမေမျိုးမိခင်လို့ပြောတာပေါ့အဲ့တော့အဲ့လိုမျိုးမိတ်ကောက်တာပြောနော်ဘုန်းကြီးကျောင်းသီလရှင်အဖြူရောင်တဲ့ဒါဆိုရင်တန်ရှင်းစင်ကြယ်ခြင်းကိုနမိတ်ယူတယ်ပေါ့နော်မွေးလက်ရိုက်ကလောင်ဓာတနတ်ဒုတ်ချောင်းတိုင်ဆိုရင်တဲ့ယောက်ျားလိန်တဲ့ယောက်ျားလိန်ဆိုတာသူပြောချင်တာကဒီကာမနဲ့ပတ်သက်တာမျိုးတို့ဘာလို့ဟိုလိုဆိုလိုချင်တာလို့ကျွန်တော်တို့ယူဆရပါတော့။ Okay ဂူတရေအိတ်လက်စွဲပွင့်နေတော့တကားပတင်းပေါက်တဲ့အဲ့ဆိုရင်မိန်းမလိန်တဲ့ဒါခုနယောက်ျားလိန်ရင်ဆန့်ကျင်မဲ့မိန်းမပေါ့နော်နောက်တစ်ခုကရိုင်းဆိုင်သောတိရစ္ဆာန်တဲ့တိရစ္ဆာန်များအဲ့လိုမဲ့မြင်တေခြင်းကိုကြောက်ခြင်းပေါ့နော်ရိုင်းဆိုင်သောတိရစ္ဆာန်များတွင်တေခြင်းကိုကြောက်ခြင်းအစားအစာတဲ့ပျော်ရွှင်ခြင်းဘေးကင်းခြင်းတဲ့အစားအစာနဲ့ပောက်ကွဲခြင်းများတဲ့ရှက်ခြင်းကိုကြောက်မှုတဲ့မီးတောင်ပြောင်သောအရာပြင်းထန်စွာစိတ်လှုပ်ရှားခြင်းတဲ့မိယထာသင်္ဘောဖြင့်ခီးသွားခြင်းတဲ့တစုံတစ်ယောက်ဤတဲ့ဘဝလမ်းညွန်တဲ့နမိတ်ကောက်တာနော်ဒီဘက်ကကျွန်တော်ပြောတဲ့အချက်တွေဒီဘက်ကဟာနမိတ်ကောက်ခြင်းတွေပေါ့နော်အမြင့်တက်ခြင်းဆိုရင်တဲ့ကျွန်တော်ငယ်တော့အမြင့်တက်တာအခမ်းမှတ်တယ်လေလက်နှစ်ချောင်းအဲ့လိုလေးထဲမှာရက်လိုက်တယ်နဲ့ပြန်သွားတာတော့ဒီလိုမျိုးလိုနည်းနဲ့ automatic လေတဲ့အကောင်းရင်ကိုပြန်သွားတာတို့အဲ့လိုဝီးနဲ့ပြန်ကြရင်ရင်ထဲမှာအေးသွားတာတို့အဲ့ဒါတွေကဘာလဲဆိုတော့ကြီးပွားလို့သောစံနာတဲ့ယောက်ျားတတ္တိမျိုးရှိခြင်းတဲ့ဟုတ်တယ်ဗျဒါတော့ကျင်းတည်တယ်ကြီးပွားလို့တဲ့စံနာကတော့အဲ့မှာအစင်မြဲဖြစ်နေတာအဲ့ဒီအချိန်ခါနေတော့လေအဲ့တော့တကယ်လဲကြီးပွားခြင်းနဲ့ကြီးပွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာလဲလမ်းစာတွေရှာဖွေရအောင်နော်နောက်တစ်ခုကအနှိမ့်စင်းခြင်းစိတ်တဲ့ဆုံးရှုံးခြင်းစိတ်တက်ပြပြခြင်းတဲ့မိမိကိုယ်ကိုခုတ်ထစ်သည်တဲ့တွားများကျွတ်ထွက်သည်တဲ့မိမိအားပျက်စီးစေသောစိတ်တဲ့နော်အဲ့ဒါတကယ်ဒီဘက်မှာဖြစ်တဲ့မဲ့မြင်တဲ့ဟာနဲ့ဒီဘက်မှာဖြစ်နေတာတဲ့နမိတ်တော့မဟုတ်ဘယ်လိုပြောမလဲနမိတ်လို့လည်းယူလို့ရတယ်စိတ်မှာဖြစ်ပျက်နေတာကိုလည်း psychology ကစိတ်ပညာရလည်းယူထားပါတော့ okay လှပသောပန်းပွင့်များတဲ့စိတ်ကူးရင်တဲ့အချစ်နော်ငွေကြေးတဲ့ငွေကြေးကဘာလဲဆိုတော့ဒီမှာဘာရေးထားလဲဆိုတော့အချစ်ကိစ္စတဲ့လက်ထိတ်တဲ့စီးနောင်ချုပ်တီးခြင်းတဲ့
ကိုမူကိုကျင့်နော်မကောင်းတော့တဲ့နော်အဲ့ဒါရေးထားတယ်နောက်တစ်ခုကကားရင်စသည့်မောင်းနှင်ခြင်းဆိုလို့ရှိရင်တဲ့နော်အသိဉာဏ်ပြေဝခြင်းတဲ့နော်အဲ့လိုမျိုးရှိတယ်ကားရင်မောင်းအသိဉာဏ်ပြေဝခြင်းတဲ့အဲ့လိုမျိုးစိတ်ပိုင်းမှာဖြစ်တဲ့ဟာကိုအဲ့လိုပေါ်ပြပါအိမ်မက်နှင့်ယူဆပုံများအရာအိမ်မက်ကိုတဲ့ကောင်းလို့ချက်ချရတော့ဥပမာအဖြစ်အောက်ပါတိုင်းဆက်လက်ဖော်ပြပါမည်တဲ့ဥပမာနံပါတ်1ကဘယ်လိုပြောထားလဲဆိုငွေများကိုတွေ့ရှိရသည်ကိုမဲ့မြင်သည်တဲ့ကျမသည်တဲ့တူသည်သောတဲတောင်ပြင်ပေါ်၌ထိုင်လျက်ရှိပါသည်ခလန်းလန်းရှိကမ်းခြေတွင်တဲ့လူတစုသည်တဲ့မြို့သူပျော်ပါပြီးကစားနေကြတယ်ကျမသည်တဲ့ထိုသူတို့ကိုမသိကျွမ်းပါတဲ့ကျမသူတို့နဲ့အတူသွားကစားဖို့ရရှင်းနေတယ်အဲ့ဒီအချိန်မှာကျမရဲ့လက်သည်တဲ့တစုံတစ်ခုနဲ့သွားရောက်ထိခိုက်မိတယ်အဲ့ဒီအခါမှာဒေါ်လာငွေတင်းကားဖြစ်နေတယ်တဲ့တည်တယ်နဲ့ကျမဆက်လက်ရှာဖွေတဲ့အခါတဲထဲမှာထိုင်နေရမှပဲငွေများကိုတွေ့ရတယ်တဲ့ဖော်ပြပါအိမ်မက်ကိုတဲ့မက်တော်တဲ့မိမ၏ဘဝမှာအမှန်စင်စစ်အိမ်တော်ရဲ့အချစ်ရတွင်ကံကေလသူဖြစ်ချေသည်တဲ့သူမသည်တဲ့ตาရပျော်ရွှင်ပွဲကောင်းသောအိမ်တော်ကြီးကိုရယူခံစားလိုတော့လဲလင်းယောက်ျားနဲ့နှစ်ကြိမ်တန်တန်ကွာရှင်းမှုပြုခဲ့ရသူတူဖြစ်ခဲ့တယ်တဲ့အိမ်မက်ထဲတွင်ခလန်းလန်းနဲ့ပျော်ရွှင်စွာကစားနေကြသူတို့မှာသူနှင့်အလံဝင်းနေပုံကိုစိတ်ဖြင့်ရုပ်လုံးဖော်ထားသည်တဲ့နောက်တစ်ဥပမာနှစ်က Willis Lit တဲ့ Willis Lit ဆိုတာအဝတ်စားမပါတာကိုပြောတာပေါ့နော်ဒါတေချာကျွန်တော်ဟိုနားမလည်မှာဆိုတော့ okay ကျွန်ုပ်ဒီလမ်းပေါ်တွင်လမ်းလျှောက်နေစဉ်ကျွန်ုပ်ဤကိုမှအဝတ်စားများမပါပဲဗလာချင်းနေချောင်းသိရပါသည်အလင်းမီးတိုင်တို့ဖုံးကွယ်ရန်စူးစမ်းပါသည်တဲ့သို့တော်တဲ့ချက်ချင်းဆိုသလိုပင်တဲ့မြည်သည့်နေရာမှရောက်လာသည်ကိုမသိရတဲ့လူအများကျွန်ုပ်ဤဘေးပတ်လည်တွင်ရောက်ရှိနေကြပါသည်တို့ရတွင်ကျွန်ုပ်ဤခန္ဓာအား၎င်းတို့သတိပြုမိကြပုံမရဟုထင်မှတ်မိပါသည်ထိုအိမ်မက်အနက်တိတ်ပဲကိုဖော်ပြရတွင်တဲ့ပုံစံနှမျိုးနှစားကောက်ချက်ချနိုင်ပေသည်တစ်မျိုးမှာထိုသူသည်သူ့ကိုယ်သူကလေးတစ်ယောက်ဘွားမျိုးတဲ့လူကြီးတူသဖွယ်ရက်တီလိုမှုဆန္ဒဖြစ်ပြီးတဲ့တစ်မျိုးမှာတဲ့သူ့အိမ်မက်တွင်တဲ့လူသိမခံရဲ့ရှက်ဖွယ်ကောင်းသောကိစ္စအကြောင်းတစ်ခုကိုလျှို့ဝှက်ဖုံးကွယ်ထားခြင်းပဲဖြစ်သည်တဲ့ဥပမာနံပါတ်3ကိုကောင်းကင်သို့ပြန်တက်ခြင်းတဲ့ကျွန်ုပ်သည်တဲ့ကျွန်ုပ်၏ချစ်သူနှင့်အတူလမ်းလျှောက်နေပါသည်တဲ့ထို့သောရှိနေစဉ်ကျွန်ုပ်၏စိတ်သည်လက်ကွင်းပင်ကြီးကိုကြော်ဖြတ်၍ပြန်တန်းလိုစိတ်များပေါ်ပေါက်လာပါသည်တဲ့ဤတွင်ကျွန်ုပ်သည်လက်နှစ်ဖက်ကိုတဲ့ဝဲပြန့်လျက်လေထဲသို့ခုန်ပြန်လိုက်မိပါသည်တဲ့ကျွန်ုပ်သည်တဲ့ကောင်းကင်သို့တဖြည်းဖြည်းရောက်ရှိသွားပြီးတဲ့ကျွန်ုပ်လိုရာအရက်သို့ပြန်တန်းနိုင်သည်ကိုတဲ့ခြေနဲ့အားရစွာတွေ့နေရသည်တဲ့တို့ရာတွင်တဲ့ထိုပြန်တန်းနိုင်စွမ်းအတွက်တဲ့အံ့ဩခြင်းမဖြစ်မိပါတဲ့အိမ်မက်အဖြေကအိမ်မက်မဲ့သူသည်တဲ့ခက်ခဲပင်ပန်းနေသောဘဝကိုကိုယ်စိတ်နဲ့မလွတ်လပ်သောဘဝကိုရှိနေသည်ဖြစ်၍တဲ့ယင်းဘဝမျိုးမှလွတ်မြောက်စေလိုသောအတွင်းဤစိတ်စော်ချက်ပင်ဖြစ်သည်တဲ့အမှန်တကယ်မဖြစ်နိုင်သောအရာတို့ထက်ပိုကဲ၍အခက်ခဲတို့ဝိညာဉ်နေမှုကိုကျော်လွှားလိုသောတကူတတ္တိတို့ကိုအိမ်မက်ထဲတွင်ဖန်ယူလိုက်ခြင်းဖြစ်သည်ဟုဖန်တီးလိုက်ခြင်းဖြစ်သည်ဟုဆိုသည်တဲ့ထိုအိမ်မက်မမြင်သူတဲ့ချစ်သူရည်စားသည်တဲ့၎င်းအားလက်ထက်ရန်မကြာခဏပြောဆိုခဲ့တော်လဲသူ၏လက်ရှိဘဝစီးပွားရေးခက်ခဲမှုအကျပ်တဲကြောင့်လက်ထက်ခြင်းမပြုနိုင်သူဖြစ်သည်တဲ့နံပါတ်4ဥပမာနောက်ကျခြင်းကျွန်တော်တို့သည်အိမ်ပြန်ရန်မိရထားအမိစီးဖို့ကြိုးစားသည်တဲ့ကျွန်တော်၏မိန်းမပါတဲ့9နာရီနဲ့ပါတီပေးရန်စီစဉ်ထားသည်တဲ့ကျွန်တော်ဘူတာယုံသို့ရောက်သောအခါတဲ့မိရထားမမိလိုက်ချေယထာသည်လည်းထွက်ခွာသွားပြီဖြစ်ကြောင်းတွေ့ရသည်သို့တော်လည်းကျွန်ုပ်သည်အငှားကားတစ်စီးကိုငှားပါသည်တဲ့ကားမောင်းသမားများသည်တဲ့ကျွန်ုပ်ခေါ်သည်ကိုကျူးမဆိုင်ပဲမောင်းနေကြပါသည်တဲ့ထိုစဉ်ကျွန်ုပ်သည်စပိန်တစ်စင်းကိုအနားတွင်တွေ့ရ၍အိမ်သို့ပြန်ရန်ကြိုးစားတော်လေတဲ့မကြာမီရှေ့ဘိန်းသည်ကွဲထွက်သောသဖြင့်စိတ်ညစ်မိပါသည်ထိုအိမ်မက်မျိုးမှာအိမ်မက်မဲ့မြင်သူတွေတဲ့အလိုဆန္ဒနှမျိုးရှိနေသဖြင့်မက်ချင်းဖြစ်ပါတယ်တဲ့ဆန္ဒတစ်ခုကအခြားတစ်ခုထက်ပိုပြီးပြင်းထန်ပေသည်တဲ့ထိုယင်းဆန္ဒနှစ်ခုမှာတဲ့တစ်ခုနဲ့တစ်ခုပဋိပက္ခဖြစ်လျက်ရှိနေပုံရှိလေသည်ဆန္ဒတစ်ခုကအခြားဆန္ဒတစ်ခုကိုတိုက်ခိုက်လျက်ရှိသဖြင့်ဆန္ဒတစ်ခုကမပြေဝကြီးအမှန်တကယ်ဖြစ်ပျက်ပုံမှာကတဲ့ထိုအိမ်မက်မက်မြင်သူသည်တဲ့မိမိအိမ်သို့အချိန်မှန်ပြန်ရောက်ရမည်အစားလွန်ခဲ့သည့်နှစ်ညကမိတ်ဆွေများနှင့်ဖဲကစားနေခဲ့သည်တဲ့ဤသို့ဖြစ်သဖြင့်
သူ့အိမ်သို့ပြန်ရင်တာဝန်ဝတ္တရားမှာတဲ့ဖဲကစားခြင်းနဲ့ပြိပက္ခဖြစ်ခြင်းဖြစ်တော်သည်တဲ့ဤသို့ဖြစ်နေစဉ်တဲ့စိတ်ထဲတွင်ဆန္ဒနှမျိုးရုန်းကန်မှုကိုခံစားနေရတော့လေတဲ့ထို့နောက်ပိုင်းတွင်ကအမှုမဲ့နေခဲ့လေသည်တဲ့တို့ရာတွင်အိမ်မက်ထက်တွင်ပုံစံတစ်မျိုးဖြင့်သူဤစိတ်ကိုတရုပ်ဖော်လေသည်တဲ့โอเคဥပမာငါကတော့စာမေးပွဲအစစ်ခံရသည်ကိုမှတ်မြင်ကြီးကျွန်တော်တို့ဆိုရင်အိမ်မက်ထဲဒီစာမေးပွဲအခုလေစာမွေးပြရမယ်ဆိုပြီးအဲ့လိုမျိုးအခုတည်းဖြစ်နေတော့အဲ့ဒါကျွန်တော်လည်းမသိဘူးအခုဒီစာအုပ်ဖတ်ပြီးတော့ဘာဖြစ်မလဲကြည့်ကြည့်အောင်ဘာကြောင့်ဖြစ်တာလဲကျွန်ုပ်ဒီတဲ့ကနန်းတင်ချပါတဲ့ကိုဖြေရသည်တဲ့သို့တော်တဲ့ပု္ပ္ပစာများကိုလုံးဝနားလည်ခြင်းမရှိထို့ကြောင့်စာမေးခန်းတွေနဲ့တိတ်ဆိတ်လျက်သာရှိသည်တဲ့အထက်ပါအိမ်မက်မဲ့မြင်သူတဲ့ကြိုတင်ပြင်ဆင်ခြင်းမရှိခြင်းအောင်မြင်မှုမရှိခြင်းကိုပြသသည်တဲ့၎င်းအိမ်မက်မျိုးကိုအလုတ်ကင်တစ်ခုခုလုတ်ကင်ဖို့ရှိနေစဉ်၎င်းလုပ်ငန်းမှာအကျိုးမြတ်ရှိမည်မရှိမည်ကိုတဲ့မသိသေးသဖြင့်စိုးရိမ်ထိတ်လန့်ကာမည်သို့ဆုံးဖြတ်ရမယ်မသိသေးသောအချိန်အခါများတွင်တဲ့မက်လေးရှိသည်တဲ့အိမ်မက်မဲ့သူသည်တဲ့ယခုလောလောဆယ်စာမေးပွဲဖြေသည်နှင့်ပတ်သက်သောအကြောင်းသားဖြစ်ကောင်းဖြစ်မည်တဲ့သို့မဟုတ်ငယ်စဉ်ကစာမေးပွဲဖြေဆိုခဲ့ဘူးသူလည်းဖြစ်ကောင်းဖြစ်မည်တို့ရယခုတွေ့ရသောပြဿနာများကိုအိမ်မက်ထဲတွင်စာမေးပွဲဖြေဆိုသည့်ပုံစံနှင့်ထင်ဟပ်လျက်သဘောတည်းတွေးခေါ်ခြင်းပင်ဖြစ်လေသည်အဲ့ဒါဆိုရင်သူကအဲ့လိုအခက်အခဲတွေကိုကျွန်တော်တို့ကြုံနေရတဲ့အချိန်မှာအဲ့လိုစာမွေးဖြေခဲ့ရတဲ့စိတ်ဒီဂရီမျိုးဖြစ်နေပုံရတာပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့လက်ရှိအခက်အခဲတွေးကြုံနေရတဲ့အခက်အခဲအပြင်ဆင်အခမ်းအနားခင်းခြင်းမျိုးမှာငယ်ငယ်တော့စာမွေးဖြေကန်ဒီမှာတွေ့ကြုံရတဲ့စိတ်သက်အပြင်ဆင်မျိုးနဲ့ဆင်တူဖြစ်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတာပေါ့နော်အဲ့သဘောပဲလို့ကျွန်တော်နားလည်တယ်မိတ်ဆွေတို့အနေနဲ့ဘယ်လိုနားလည်လဲဆိုတာတော့ကျွန်တော်အောက်မှာ comment လေးတွေကျွန်တော်ဖတ်ချင်တယ်ပေါ့နော်โอเคနောက်တစ်ခုကဥပမာ6ကဘာလဲဆိုတော့ချစ်ခင်သူတွေနဲ့ဒဏ်ရာခြင်းနဲ့တည်ဆုံးခြင်းတဲ့နော်ကျွန်တော်ဒီတဲ့လယ်ကွင်းတွင်၌လမ်းလျှောက်သွားစဉ်တဲ့ကျွန်တော်ဤအချစ်ဆုံးတကယ်ချင်းတယောက်ဤအလောင်းကြီးကိုတဲ့တွေ့ရသည်တဲ့သူ၏အသက်မှာ35နှစ်များရှိပြီဖြစ်တော်လဲယခုတွေ့ခဲ့ရသောအလောင်းမှာ15နှစ်သားလောက်ပင်ဖြစ်နေသည်တဲ့ကျွန်တော်စိတ်ထဲတွင်ကျွန်တော်တကယ်ချင်းတည်ဆုံးခြင်းတော့ဝမ်းနည်းခြင်းမဖြစ်မိပါတဲ့လှပသောကောင်လေးတယောက်ဟုထင်မြင်လိုက်ပါသည်နောက်အိမ်မက်တစ်မျိုးကကျွန်ုပ်ဤအိမ်ကြီးတွင်မိန်းမတစ်ယောက်နှင့်တွေ့ပြီးတဲ့၎င်းကကျွန်တော်အကိုအတုပမြည်သည့်အချိန်တွင်တကြိုမြင်သည်ဟုမေးလေသည်တဲ့ထိုတို့တွင်တဲ့ကျွန်တော်မှာတဲ့ကျွန်တော်ကိုတေဆုံးနေပြီကသိလိုက်ရလေသည်ဤသို့တည်ပြီးစိတ်ထဲမချမ်းမသာဖြစ်နေရလေတော့သည်ပထမအိမ်မက်သည်တေဆုံးခြင်းနှင့်မဆိုင်နဲ့မက်မြင်သူဤတငယ်ချင်းနှင့်ပျော်ရွှင်ပွဲရာကောင်းသည့်အချိန်မျိုးတွင်ပြန်လည်တွေ့ဆုံလိုသောဆန္ဒပင်ဖြစ်သည်တဲ့အိမ်မက်ကိုဒုတိယကမ္ဘာစစ်ပွဲမှာစစ်သားတအုပ်မက်မြင်ခြင်းဖြစ်သည်တဲ့၎င်းစစ်သားသည်ရှေ့တန်းစစ်မြေပြင်မှအေးချမ်းသည့်နောက်တန်းသို့လွှဲပြောင်းနေခြင်းအခိုက်အတန့်တွင်မက်မြင်ခြင်းဖြစ်သည်တဲ့သူသည်ပြင်းထန်သောစစ်မြေပြင်တာဝန်မှအေးချမ်းသည့်နေရာသို့ရွှေ့ပြောင်းရမည်မှန်သော်လည်းထိုအချိန်တွင်သူ၏တငယ်ချင်းမှာဘေးဥပအလွန်များလှသောလေကြောင်းတိုက်ပွဲများတွင်တာဝန်ထမ်းဆောင်ရခြင်းဖြစ်သည်တဲ့ဤတွင်အိမ်မက်မက်သူ၏စိတ်မှာတငယ်ချင်းဖြစ်သူအပေါ်တွင်စိုးရိမ်ကောင်းစိုးရိမ်စိတ်များပူပင်သောကစိတ်များရောက်ရှိသွားတော်လဲအကြောင်းမဟုတ်ဘဲပျော်ရွှင်အေးချမ်းစွာဖြင့်နှစ်ယောက်ပြန်တွေ့ဆုံရဥမှာပါဆိုသောစိတ်ဖြင့်ပေါင်းဆက်မြင်မဲ့ထားပုံဖြစ်သည်တဲ့ဒုတိယအိမ်မက်မျိုးစားမှာတဲ့မြင်သူဤစိတ်မှဖုံးကွယ်ထားသောစိတ်ဆိုးခြင်းမကျေနပ်ခြင်းများကိုပြနေခြင်းဖြစ်သည်အိမ်မက်မက်သူတို့တွင်အကိုတယောက်ရှိသည်တဲ့၎င်းအကိုမှာတဲ့ဖခင်သေဆုံးပြီးသည့်နောက်တအိမ်သားအလုံး၏တာဝန်များကိုတာဝန်ယူခဲ့ရပြီးနောက်အိမ်သားတို့၏တာဝန်ယူပြီးအုပ်ချုပ်လုပ်ကိုင်ခဲ့ရသည်တဲ့အကိုသည်တဲ့ညီဖြစ်သူနှင့်ဆက်ဆံရာတွင်နဲ့တင်းမာသောစည်းကမ်းများဖြင့်ချုပ်ချယ်ချဲလဲမှုများစသည့်အာဏာပြခြင်းတို့ကပြုလုပ်ခဲ့သည်တဲ့အိမ်မက်မက်ချင်းညီဖြစ်သူကအကိုသူ့အကိုထံမှငွေတောင်းခံသည်ကိုညှစ်ပယ်ခဲ့လေသည်တဲ့ထို့ကြောင့်အိမ်မက်မက်သူညီငယ်၏အတွင်းဖုံးကွယ်သောစိတ်သည်တဲ့အိမ်မက်ထဲတွင်အကောင့်ထဲပေါ်ကအကိုဖြစ်သူကိုတတ်လိုက်နိုင်ခြင်းဖြစ်သည်တဲ့နော်ဥပမာခုနှစ်ကဘာပေးထားလဲဆိုတော့အမြင့်မှလိတ်ကြခြင်းတဲ့ငယ်ငယ်တော့ကျွန်တော်တို့အမြင့်မှလိတ်ကြခဏဖြစ်တယ်ကျွန်တော်ဒီလွန်ကြီးမားသောရဲတိုက်ကြီးဤလေကားမှာအပေါ်သို့တက်လျက်ရှိပြီးအပေါ်သို့ရောက်တဲ့အခါအောက်စီသို့ငုံကြည့်လိုက်ပါသည်တဲ့
ကျွန်တော်ရောက်နေသောနေရာသည်အလွန်မြင့်မားလှသည်ကိုတွေ့ရပြီးများစွာထိတ်လန့်ခြင်းဖြစ်ပါသည်တဲ့ဤသို့စိုးရင်ထိတ်လန့်မှုဖြစ်သောအခါတွင်ကျွန်ုပ်၏ကိုအောက်သို့မကျသွားစေရန်ထိမ့်သိမ့်နေရင်းမှာပင်တဲ့မထိန်နိုင်တော့ပဲအောက်သို့လိမ့်ကျသွားပါတော့သည်တဲ့လိမ့်ကျသည်နှင့်တပြိုင်နက်ကျွန်ုပ်သည်တဲ့ကြီးစွာတုန်လှုပ်မှုဖြစ်ပြီးအိယာမှလန်နိုးလာပါတော့သည်တဲ့ထိုအိမ်မက်ကအရာရာကိုစိတ်တိုင်းမကျဖြစ်တတ်သောစိတ်ဒုက္ခရောက်နေသူတို့အိပ်ပျော်စဉ်မဲ့မြင်ခြင်းပဲဖြစ်သည်တဲ့လိမ့်ကျခြင်းသည်တဲ့စိတ်မှဆွဲလန်းခြင်းသို့မဟုတ်လက်လျှော့အရှုံးပေးလိုက်ခြင်းပဲဖြစ်သည်တဲ့လူတို့တွင်လက်ခံနိုင်မည့်စိတ်ဓာတ်ကြံ့ခိုင်မှုအဆင့်တန်းများကျဆင်းလာခြင်းပဲဖြစ်သည်တဲ့ဤအိမ်မက်သည်မဲ့မြင်သူမှာအချစ်ကိစ္စနှင့်ပတ်သက်၍စိတ်ဓာတ်ကျဆင်းနေပြီးလက်လျှော့ရန်ဆုံးဖြတ်လိုက်သူဖြစ်သည်တဲ့အိမ်မက်သူ၌ကျေနပ်ပျော်ရွှင်ဖွယ်ကောင်းသောအိမ်ထောင်ရေးသည်လည်းရှိလေသည်တဲ့သူ၏ဇနီးနှင့်လက်ထပ်ခဲ့ရသူမှာလည်းသူ့ဖို့ကျေနပ်မှုအတိသာလျှင်ဖြစ်သည်အပြင်များအားဖြင့်သူသည်ရိုးသားတည်ကြည်သူလူတစ်ဦးဖြစ်သည်သို့ရာတွင်မတိနေ့မှအလွန်ချောမလှပ၍တတ်မဖွယ်ကောင်းသောတစ်ခုလက်မာလေးတစ်ယောက်ကို၎င်းချစ်ကြိုက်နေကြောင်းသိခဲ့လေသည်တဲ့သူ့ဖို့ထိုစိတ်ဆန္ဒတစ်ခုကိုမုတ်ချစွန့်လွှတ်လိုက်ခြင်းလက်လျှော့လိုက်ခြင်းစိတ်ဒုန်းဒုန်းချလိုက်ခြင်းစသည်တို့ကိုအိမ်မက်တွင်လိမ့်ကျသော်လည်းလိမ့်ကျသွားခြင်းဖြင့်မဲ့မြင်ခြင်းဖြစ်သည်ဟုဆိုရပေမည်တဲ့နောက်ဥပမာ၈ပေါ့နော်ပြန်၍မက်သောအိမ်မက်တဲ့ကျမသည်လွန်ခဲ့သော6လတွင်မြို့၏ချောမောတောက်တင်ပြီးကျမကိုချစ်နေသည့်ယောက်ျားတစ်ဦးနှင့်တွေ့ရသည်6ကြိမ်တိုင်အိမ်မက်မက်ခဲ့တယ်တဲ့အိမ်မက်မက်တိုင်းကျမသည်တဲ့သူ့အားပွေ့ဖက်ရန်ကြိုးစားပါသည်သို့ရာတွင်ကျမဖက်လိုက်တိုင်းသူ၏အလွန်တရာရုပ်ဆိုးသောအဖော်အိုကြီးတစ်ဦးတစ်ယောက်ပင်သို့ပြောင်းလဲသွားသည်ကိုတွေ့ရသည်အိမ်မက်မက်မြင်သူကအသက်35နှစ်ရှိအိမ်ထောင်ရေးကိုကြောက်ရွံ့လျက်ရှိသောမြို့ကြီးတစ်ဦးဖြစ်သည်တဲ့သူမ၏ဘဝသည်စိတ်ချမ်းသာစရာအပေါင်းနှင့်ပြည့်စုံသော်လည်းပြည့်နှက်လျက်ရှိသည်တဲ့သူ၏ဖခင်သည်တဲ့ယခင်ကအရက်မသောက်တတ်ပေတဲ့သို့သော်တဲ့ယခုမူအရက်သမားဖြစ်ပြီးတဲ့စိတ်ဆင်းရဲမှုနှင့်သာရင်ဆိုင်နေသည့်ပြင်တဲ့မိခင်ဖြစ်သူမှာစိတ်ဝေဒနာခံစားရပြီးသူလည်းဖြစ်ရသူမအဖို့အိမ်တော်ပြုရေးမှာအထူးပင်စိတ်မကူးဝင်အောင်ကြောက်မက်ဖွယ်ရာဖြစ်တော်သည်တဲ့သူမ၏စိတ်ထဲ၌မိဘတို့၏အိမ်တော်ရေးကဲ့သို့တွေ့ကြုံရမည်ကိုထိတ်လန့်လျက်ရှိသည်ချစ်စိတ်လှုံ့ဆော်မှုကြောင့်ရုပ်ချောမော၍တောင့်တင်းသောလူတစ်ယောက်ကိုပွေ့ဖက်ရန်ကြိုးစားသည်ကိုမြင်မက်သော်လည်းဤသည်ကိုလက်ခံလျင်ဆိုးဝါးသောအခြေအနေနှင့်ရင်ဆိုင်ရမည်ဟုထင်မှတ်နေခြင်းကြောင့်ချက်ချင်းအယုတ်ဆိုးသောအဖိုးကြီးတစ်ယောက်ပုံစံဖြစ်သွားခြင်းဟုမကြာခဏမက်မြင်ခြင်းဖြစ်တော်သည်ကျေးဇူးတင်ပါတယ်အခုလိုမျိုးဒီအိမ်မက်နဲ့ပတ်သက်တဲ့စာအုပ်ကိုဖတ်ပြတော့ကျွန်တော်ဒီချိန်မှာခဏရပ်နားပြပါမယ်เนาะကျွန်တော်ရဲ့ဒီစာဖတ်တဲ့ကဏ္ဍကိုနားထောင်ပေးတဲ့အားလုံးသောမိတ်ဆွေများကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်စာဖတ်ကြသူတော့တင်ဖြစ်ပါတယ်